မင်းတိုက်လို့ကငါတော့ရတာရောက်ရေဘရစ်ဖတ်စားတာများသွားတယ်ကွာမနေ့ကငါသမင်းကျော်နဲ့ဟာဘကနဲ့စားလာလို့သမင်းကျော်နဲ့ဟာဘကောင်မင်းဘယ်လိုများတွဲစားလဲကွာငါ့ကိုပြောစမ်းဟုတ်လေသမင်းကျော်ကစားပြီးတဲ့အချိန်ကျမှဟာဘကဒယ်လီဗရီနဲ့ရောက်လာကွာဘိုင်နဲ့တင်းနေလို့ပဲနံများလေးရယ်ပဲကြာလေးရယ်လက်ခုပ်လေးတစ်ပွဲအတုပ်လေး၃ပွဲလောက်ရဆိုတော်ပါပြီငါလည်းပြောတော့ဘိုင်းမစားဘူးဆိုမဟုတ်လေပါစက်ထုတ်တော့မှရွာအမျိုးတွေနေအိမ်လာလဲမယ်တဲ့အဲ့ဆိုရင်တော့ပြောကြရှိရလေးတော့ပြောမယ်နော်အိမ်ငါးတယ်နော်ဟာငါနေထိုင်နေကွာငါနေတာပေါ့ငါအပိုင်မလို့ဩငါနေတယ်ပြီးနေတယ်ကိစ္စဆိုရလားငါနေတာလားလို့မေးတာကွာငါနေဟိုတက်လာဘလောက်ပြရတယ်45လေးဘယ်မှာပေါ်လိုက်တာဟုတ်လေအဲ့ဒါမတက်နဲ့လို့တသိန်းခွဲနဲ့အိမ်တင်လာဆိုကြတသိန်းခွဲနဲ့ငါနေတယ်ငါနေတယ်ငါ့ကိုလူတန်းပြောကွာမလို့စိတ်ကိုကပ်နေတယ်ပြောချင်တာအဲ့တသိန်းခွဲနဲ့ငါနေတဲ့အိမ်ကဘယ်နှယောက်နေလို့လားအေးလုံးဝဒီငါးနေပါလေဆိုမှဘယ်နှယောက်နေလို့ရတော့ငါတယောက်တည်းတမောင်းတယောက်တည်းနေတာလေဟုတ်လားအေးအဲ့ဒါလေးငါမင်းအိမ်မှာလာနေမလားလို့မအလကားတော့မနေဘူးလေကွာတကယ်ကြီးကလည်းမင်းတော့တသိန်းခွဲပေးထားရတယ်ပဲဟဲ့လေငါ9000စိုက်ပြီးမှာဗော9000အေးရော9000အေးစူးတော့မစူးပါနော်9000ဆိုငါစားစိတ်တောက်စီလေးကြည့်တာဗောအေးပါမင်းတို့ကမျိုး900 6လောက်တင်လိုက်ငါမျက်တော့မရဘူးမဟုတ်တကယ်လူစုလားမအဲ့လိုလူစုလို့မရဘူးအဲ့လိုအများကြီးတော့တယ်ငါလည်းရှုပ်ရှုပ်မနေချင်လို့ကွာအခုငါနေတဲ့ဟိုလိုင်းကအတွဲတွေနဲ့လေအဲ့လိုရှုပ်လို့တကယ်ကြီးရှိမှလာနေချင်ငါလည်းတသိန်းခွဲပေးရတာပဲတယောက်တည်းအေးစင်းနေချင်တာငါတို့လည်းအဲ့လိုငါ့ကို3သိန်းမင်းငိုင်းမနေလိုက်